ကိုလုံးနေလုပ်ငန်းကိုမပြောတဲ့သူလည်းရှိတယ်ဟိုထောင်မိုးကြီးဥရအောင်နော်စာရေးဆရာလေထောင်မိုးကြီးခဏသူစာသိရေးတယ်သူထောင်မိုးကြီးပဲ तू ကနောက် तू ကိုနောက်ဆုံးဖတ်လိုက်တဲ့ဟိုနင်းလေးပေါ့ဆောင်းမလေးထောင်မိုးကြီးလေတနေ့သားမှာတဲ့သူ့ရှိကိုဘုံကြီးတစ်ပါးကြွလာတယ်အဲ့ဒီဘုံကြီးကအလွန်ကြည်ညိုစရာကောင်းတယ်တဲ့ဘုံကြီးကြွလာအဲ့ဒီဘုံကြီးရဲ့ဥပဒေကိုကြည့်ပြီး तू တိကျရှင်မဘာကိစ္စကြွလဲဖေဟာတခါကြီးနဲ့စကားပြောချင်းလို့ဆိုပြောတဲ့အမူအရာပြီးတော့ဥပဒေသမတ်တိသူ့ရဲ့တရားအရှင်ကြောင့်တော့ तू ဆွနေပါလေကပ်ပြီးတော့ဘာမှတော့မမေးတော့ဘဲနဲ့ तू ကရှင်မကိုမြင်ချင်းကြည်ညိုတယ်ဆိုပြီး तू ကဆွနေပါလေကပ်ပြီးတော့တဲ့အရှင်မကဘာတူလဲတခါကြီးနဲ့ခင်းနေဘာတူလဲကိုရဲပါတပည့်တော့ငရဲလေဆိုတော့မဟာမှားလေကျက်ခုနကြည်ညိုပြီးတော့မှလူဆိုးတမလူသားသမားသူအချင်းချင်းထောင်ထဲမှာဒီလူနဲ့တွေ့ခဲ့တယ်လူဆိုးတခါကြီးကျုံနောက်ဆုံးအဲ့ဒီမှာထောင်ကြပြီးတော့တဲ့တခါကြီးရဲ့စကားလေးနဲ့ကျုံတန်ဝေကရပြီးတော့ကိုတရားထိုင်အားအဲ့တော့မှအဲ့တော့သူ့ကိုကြီးသူကထောင်မှုလေတဲ့လူဆိုးတွေကြီးပဲတွေ့ရတာပြင်တွေ့နေလူသခိုးချဖို့ပဲထင်လိုက်တော့ခုနကဖုန်းကြီးကိုကြည်ညိုကနေသူ့ငင်နာမည်လည်းပြောလိုက်ကောသူအဲ့ဒီဖုန်းကြီးသူကဆုံးကမိတာဘာလို့မှားမှာလို့အဲ့ဆောင်းမတော့ပါလေမင်းတို့ကအမြဲတမ်းသခိုးဂျဘိုးလို့မြင်နေရတာတဲ့ကို့လုပ်ငန်းကထောင်ထဲမှာအကြာကြီးနေရတာပြင်ရောထောင်သားတွေပဲတွေ့တယ်လူဆိုးသခိုးလို့ပဲမြင်လာတာပြင်ရောဒီဖုန်းကြီးသူတော်ကောင်းကြီးကိုတင်မဆိုတပည့်တော်အရှင်မကြောပါတယ်ဗျာသင်္ကန်းလှူလိုက်တယ်တဲ့ဟုတ်ပြီနော်ဝါသနာတွေဘာဂီတွေစက်တိုင်းအာကုသိုလ်ကြီးပဲလုံနေရတာဖြစ်ချင်းကြောင့်အဲ့ဒီအာကုသိုလ်ကထောင်သွားလိမ့်မယ်ကျိန်စာမဆိုပါနဲ့ဟိုတနေ့ကလည်းပြောလိုက်တယ်तू ဝက်အမြဲတတ်နေတဲ့ပုံကိုကြီး तू ဝက်ချံတော်ပြီကွာဝက်မတတ်တော့ဘူးဆိုပြီး तू ကနေလိုက်တယ်။နေကောင်းမနေနေချိန်မှာဝက်ချံထဲမှာဆူညမ်းနေတယ်။အဲ့ဝက်မာလေးတယောက်ကဝက်မာလေးတစ်ကောင်ကချောတယ်။ तू လည်းချစ်တယ်။အဲ့ဒီဟာကမှတေးမင်္ဂလာဆောင်ကဝယ်ကျင်နေဆိုတော့အဲ့ဝက်ကိုလိုက်ဖမ်းတာ10ရောက်လောက်လိုက်ဖမ်းတာခြံကြီးထဲမှာပြေးနေပြီးတော့အဲ့ဝက်မမိဘူးပေါ့ဗျာမမိတဲ့ခါလဲကြော तू ကအဲ့အဖိုးကြီးကဟဲ့ဘာဖြစ်နေလဲတဲ့ဘာကြိုက်တဲ့ဝက်မာလေးတစ်ကောင်နဲ့တရုတ်မင်္ဂလာဆောင်လာဝဲတယ်ဝက်ကောင်လုံးစားလုပ်ချင်ကြတယ်အဲ့ဒါဟိုနင်းဖြစ်လို့တဲ့လိုက်ဖမ်းတာစူညံနေတာပဲကွာတဲ့မင်းတို့ကလည်းဆိုတော့စိတ်တူသွားတယ်သူကပေးစမ်းဆိုအဲ့သူ့ရဲ့မှိန်းကိုယူလိုက်တာဒီအဖိုးကြီးကအဲ့ချိန်မှာခုနဘရုံးမှာ10ရောက်လောက်ဖမ်းလို့မရတဲ့ဝက်မာလေးကဖြည်းဖြည်းပြေးလာရောသူ့ရှိလေကြောဖတ်ဆိုလေဘိုက်လေးလှန်ပေးထိုးမလို့ဆိုချိန်လိုက်တာဟာငါအကုသို့ဇောကကြီးလိုက်လားလူ10ရောက်ဖမ်းလို့မရတဲ့အရာသူလှန်ကသူမှိန်းကန်ရုံရှိသေးတယ်သူအကုသို့ဇောတွေကြီးနေတာဖြစ်ချင်းကြောင့်ဟဲ့ရောက်ဒီအဲ့ဒီဝက်ကိုမယောင်းတော့ဘူးပြောလိုက်မင်းတို့လည်းရှိတဲ့ပစ္စည်းတွေအကုန်ယူပြီးအိမ်ပြန်ကြတော့အဲ့ဒီဝက်တွေအကုန်လုံးဘေးမဲ့ကြက်တဲ့နေရာပေးလိုက်တော့ဒီနေ့ပဲတောထွက်တော့မယ်တောထွက်သွားပြီးသွားပြီတော်သေးတော့